အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကထမင်းတောက်ကိုထိုင်းငပိရည်နဲ့ချစ်ချင်းဆက်ဆက်တောက်ပါမယ်ကဲဒါဆိုရင်တော့စုဘလို့တောက်လဲဆိုတာလိုက်ကြည့်ကြည့်ကြရအောင်ပထမဦးဆုံးစုထမင်းတောက်မှာထည့်စားဖို့အတွက်ပလာတူးငါးတစ်ကောင်ကိုကြော်လိုက်ပါတယ်ငါးကိုတော့ဟိုဘက်ဒီဘက်လှန်ပြီးကြော်ပေးလိုက်ပါတယ်ခုလောက်ဆိုရင်တော့ငါးကြော်ထားတာကြက်ယူပေါ့နော်စုပကံတစ်ခုတည်းမှာဆယ်ထည့်ပြီးအေးခန့်ထားလိုက်ပါတယ်ငါ့ကိုအေးခန့်ထားတဲ့ချိန်မှာထမင်းတောက်မှထည့်ဖို့အတွက်ပဲထောက်ရှိအနှဲငယ်ကိုလည်းစုလှီးထားလိုက်ပါတယ်ကျက်သွန်နီတအုပ်ကိုလည်းပပလေးတွေလှီးထားပါမယ်နနမင်းကိုလည်းလှီးထားလိုက်ပါတယ်ရုပ်သီးစိမ်းကိုလည်းလှီးထားပါမယ်တံမြာဒီတစ်လုံးကိုလည်းစုအစင်သစ်လှီးထားလိုက်ပါတယ်ထည့်ရမယ့်ပစ္စည်းတွေအားလုံးလှီးပြီးပြီဆိုတော့ခုနကတော့အေးခန့်ထားတဲ့ငါးကိုအယိုးနှွှင်ပါမယ်ကဲခုဆိုရင်တော့ထိုင်းငပိရည်နဲ့ထမင်းတုပ်ဖို့အတွက်ပစ္စည်းတွေအားလုံးကအစင်သစ်ဖြစ်ပြီဆိုတော့တောက်ပါတော့မယ်တောက်မဲ့ပကံတွေကိုထမင်းထည့်ပါမယ်အယိုးနှွှင်ထားတဲ့ငါးတွေကိုထည့်ပါမယ်လှီးထားတဲ့ပဲထောက်ရှည်ကိုထည့်ပါမယ်ကျက်သွန်နီကိုလည်းထည့်ပါမယ်နနမင်းတွေကိုလည်းထည့်ပါမယ်လှီးထားတဲ့ငရုတ်သီးစိမ်းတွေကိုလည်းထည့်ပါမယ်အရသာအတွက်ကအချိုမှုန့်နှဲငယ်ထည့်ပါမယ်ငန်းပြရည်ဟင်းခတ်စွန်းသစွန်းထည့်ပါမယ်ငရုတ်သီးအကျက်မုတ်စွန်းသေးသစွန်းထည့်ပါမယ်ထိုင်းငပိရည်ကိုတော့ဟင်းခတ်စွန်းနဲ့2စွန်းထည့်ပါမယ်နောက်ဆုံးမှာတော့လှီးထားတဲ့တံမြာဒီတစ်လုံးလုံးကိုညှစ်ထည့်လိုက်ပါတယ်ပြီးရင်တော့အားလုံးကိုရတာတွေဝင်သွားအောင်တတိချချလေးတုပ်ပေးလိုက်ပါတယ်နော်အတုပ်နေရင်းနဲ့အနက်ကမှုေးပြီးအရန်ကိုစားချင်စရာကြီးဖြစ်နေပါပြီနော်အရသာမြည်ပါမယ်အရသာအပေါ်ငန့်အချင်းအဆက်ကိုမမိစိတ်ကြိုက်လို့တို့ပြင်ဆင်လို့ရပါတယ်နော်အရသာကလည်းအနေတော်ဖြစ်ပြီဆိုတော့ထိုင်းငပိရည်နဲ့ချစ်ချင်းဆက်ဆက်တောက်ထားတဲ့ထမင်းတုပ်လေးကရပါပြီအရသာကလည်းချစ်ချင်းဆက်ဆက်နဲ့အရန်ကိုမှစားလို့ကောင်းပါတယ်နေ့လည်နေ့ခင်းမှာစားပြီးအနေနဲ့တောက်စားကြည့်ကြနော်ပကံထဲမှာစားချင်းစရာလေးဖြစ်အောင်ပြင်ဆင်လိုက်ပါအောင်မယ်နော်ကဲခုဆိုရင်တော့ထိုင်းငပိရထမင်းတုပ်လေးရပါပြီစားပါတော့မယ်စားကြပါအောင်ရှင်အရာကတော့ချစ်ချစ်ငယ်ငယ်ဆက်ဆက်လေးနဲ့အရင်ကိုစားကောင်းပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတားပါ